မနေ့ကသမကိန်းများနှိုင်းချင်ရင်သင်ခန်းစာမှာဆိုရင်ဒီငယ်စဉ်ကြီးလိုက်စီတဲ့ဟာအရင်တင်လိုက်တာဘာဖြစ်လို့လဲမသိဘူးတက်တော့ရမှုလောက်ခံလိုက်ရတယ်အော်ဒီမှာဆိုလို့ရှိရင်2 3ရယ်2 3 9 ရယ်2 3 5 8ရယ်2 3 5 4 4ရယ်သူကငယ်စဉ်ကြီးလိုက်စီထိုင်းတာအော်ဒီမှာဆိုလို့ရှိရင်အရင်ဆုံးငယ်စဉ်ကြီးလိုက်စီပါဆိုတဲ့အတွက်ငယ်ဆုံးကိန်းကိုရှေ့ဆုံးမှာထားမှာပေါ့နော်အဲ့ဒါဆိုရင်ဒီမှာကြည့်မယ်တသမရှေ့မှာတနေရတစ်လုံးပဲရှိတယ်အဲ့တော့ဒီမှာ2ခုနော်ခုဒီမှာလဲခုဒီမှာလဲခုဒီမှာလဲခုအဲ့တော့ခုနေရာမှာရှိတဲ့ကဏ္ဍတွေအကုန်လုံးဒီ2တိတ်ကြည့်ပဲနော်ဒီမှာလဲ2ခု2ဆိုတူနေရဆိုရင် cellization နှိုင်းရှင်မယ်အဲ့တော့ cellization နှိုင်းရှင်ဒီမှာ cellization 5ဒီမှာလဲ cellization နေရာမှာ5ဒီမှာ cellization နေရာမှာ5ပြင်တော့ဒီခါဒီမှာလဲ cellization နေရာမှာ5ပဲဆို cellization ကလည်းတူနေတယ်cellization တူနေရဆိုရင်နောက်တစ်ခုကဘာချင်းနှိုင်းရှင်မလဲဆိုရင်ယာလီစိတ်အဲ့တော့ယာလီစိတ်ချင်းထပ်ပြီးတော့နှိုင်းရှင်အဲ့တော့ဒီမှာယာလီစိတ်3စိတ်ဒီမှာယာလီစိတ်နေရာမှာ3ညဒီမှာယာလီစိတ်နေရာမှာ7စိတ်ဒီမှာယာလီစိတ်4စိတ်အဲ့တော့ဆိုရင်ဒီယာလီစိတ်နေရာမှာရှိတဲ့ခဏန်းတွေကိုကြည့်ပြီးတော့ဒီမှာဆိုအနည်းဆုံးအငယ်ဆုံးကိန်းဒီဘာဖြစ်သွားမလဲဆိုရင်ဒီမှာ3ညဒီအနည်းဆုံးဖြစ်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီကိန်းတွေအားလုံးထဲမှာဆိုရင်2 3 5 3 9 ဒီအငယ်ဆုံးဖြစ်မယ်အဲ့တော့သူ့ကိုဒီမှာခြေဆုံးမှရေးလိုက်ပြီအဲ့တော့သူပြီးသွားပြီအဲ့ဒါဆိုကျန်တဲ့နောက်ထပ်3ခုနှိုင်းရှင်းမယ်အဲ့တော့ဒီမှာကယာလီစိတ်နေရာမှာ3စိတ်ပြီးနောက်တစ်ခါဒီမှာယာလီစိတ်7စိတ်ယာလီစိတ်4စိတ်အဲ့တော့ဒီ3ခုထဲမှာဆိုရင်အနည်းဆုံးဒီ3ကအနည်းဆုံးဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်2 3 5 3ဒီဒုတိယအငယ်ဆုံးကိန်းပြီးတော့မှဒီမှာကျန်တဲ့ဒီကိန်းတစ်ခုမှာဆိုရင်ဒီမှာယာလီစိတ်7စိတ်ရယ်ဒီမှာကယာလီစိတ်4စိတ်အဲ့တော့7စိတ်နဲ့4စိတ်ဆို4စိတ်ကပို့ပြီးတော့နည်းတယ်အဲကြောင့်မလို့တတိယအငယ်ဆုံးကိန်းဆိုရင်2 3 5 4 4ဒီတတိယအငယ်ဆုံးကိန်းဖြစ်ပြီးတော့အကြီးဆုံးဒီ2 3 5 8ဖြစ်မယ်ဟုတ်ပြီနော်အဲ့လိုမျိုးဆိုရင်ဒီမှာနောက်ကကျန်တဲ့ထောင်နေစိတ်တွေဆိုရင်ကြည့်စရာမလိုတော့ဟုတ်ပြီနော်